မြတ်စွာဘုရားကဓမ္မပဒဒေသနာတော်မှာဟောထားတဲ့အထက်မှာနာဟိဝေရေနဝေရာနိသမ္မန္တိဒကုဒ္ဒသနံအဝိရေနသသမ္မန္တိဧတဓမ္မောတဏံတနောဆိုတဲ့ထေသနာတော်လေးကိုစတင်ပြီးတော့မှတ်သားကြရအောင်လောကမှာလူတွေအချင်းချင်းတွေ့ကြတဲ့အခါမှာလူတိုင်းဟာတယောက်နဲ့တယောက်ခင်မင်ရင်းနှီးပြီးပျော်ရွှင်နေကြတာမဟုတ်ဘူးအစင်မပြေတဲ့အခါမှာတူနဲ့တူကြောက်ကဆဖြစ်ကြတယ်အဲ့ဒါကြောက်ကဆဖြစ်ကြတဲ့အခါမှာလူတွေဟာအညှို့တေးတွေနဲ့ကလေးစားခြေတတ်ကြတယ်အဲ့ဒီလိုကလေးစားခြေတတ်တဲ့အလေးအထားတွေဟာလူလောကထဲမှာပြန့်နှံ့နေတယ်လူသားတွေအတွင်းသာမဟုတ်တတ္တလောကကြီးတစ်ခုလုံးမှာမကျင့်တတ်မှုကိုအခြေခံပြီးတော့ကလေးစားခြေခြင်းဆိုတာပြုလုပ်လို့ရှိကြတယ်ဒီကနေ့ရုပ်ရှင်အချို့တွေမှာလည်းပဲနှိမ့်ဆက်တဲ့ကလေးစားခြေတယ်ဆိုတဲ့ပြခွင့်ပြကွက်တွေဟာများနေတယ်ပေါ့နော်တူတယောက်ကနှိမ့်ဆက်တယ်နှိမ့်ဆက်ပြီးရင်ကလေးစားခြေတယ်အဲ့ဒီလူတဘာဝဖြစ်ပြနေတဲ့အခြေအနေဆိုးတွေဟာကဘာကြီးကိုလွှမ်းမိုးထားသလိုဖြစ်တယ်လူမျိုးတူနဲ့တူလူမျိုးအချင်းချင်းဆွေမျိုးသားချင်းအချင်းချင်းမိတ်ဆွေသင်္ဃအချင်းချင်းရဲ့ကြားမှာမကျေနပ်မှုအခုခံဖြစ်မှုဒါတွေကိုအခြေခံပြီးတော့တိမှတ်ထားကြပြီးတဲ့အခါမှာလူတွေကဆိုလေးရှိကြတယ်တခွေတွေးလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုကျင်းဝါပြီးတော့ကိုခွင့်သားတဲ့တခွေကိုစောင့်စားပြီးကလေးခြားစားခြေကြတာဟာဒီကနေ့ခေတ်မှာပို့ပြီးတော့များလာကလေးစားခြေတာကိုအင်္ဂလိပ်လို revenge လို့ခေါ်တယ်သူတယောက်ကကိုယ်လာလှုပ်သွားရင်ကလေးစားခြေဖို့လူတွေကအများအားစိတ်ထဲမှာရှိကြတယ်ထိုကဲ့သို့ကလေးစားမခြေလိုက်ရရင်ပဲကိုယ်လူနှုံလူချသဖွယ်စိတ်ထဲမှာမကြေမနပ်ဖြစ်လာကြတယ်အဲ့ဒီလိုတစုံတစ်ယောက်ကမိမိကိုစော်ကားမော်ကားပြောသွားလို့သို့မဟုတ်ကိုယ်အကျိုးစီးပွားရုပ်အောင်ဆုတ်ယုတ်အောင်ပျက်စီးအောင်ပြုလုပ်ခြင်းကြောင့်ကလေးစားခြေသင့်သလားတယောက်ကဆဲရင်တုံ့ပြန်ပြီးတော့ဆဲသင့်သလားကိုတယောက်ကစော်ကားမော်ကားလုပ်ရင်ပြန်ပြီးတော့စော်ကားတဲ့စကားတွေနဲ့တုံ့ပြန်သင့်သလားလောကလူသားတွေကတော့ဆဲရင်ပြန်ဆဲရမှကျင့်တတ်မယ်နှိမ့်ဆက်ရင်ပြန်ပြီးတော့အခွင့်သာတဲ့အခါမှာကလေးစားခြေရမှကျင့်တတ်တယ်ကိုအကျိုးစီးပွားပြတ်အောင်လုပ်ရင်တုံ့ပြန်ပြီးသူအကျိုးစီးပွားပြတ်အောင်လုပ်ရမှကျင့်တတ်တယ်ဆိုတာလူတွေရဲ့နှလုံးသားထဲမှာရိုးရာလို့ဖြစ်ပြီးတော့နေတယ်သို့တော့သူတော်ကောင်းပုဂ္ဂိုလ်တွေကြတော့အဲ့ဒါလို့ကလေးစားခြေခြင်းကိုဘယ်တော့မှမလုပ်ဘူးခွင့်လွတ်သီးခံခြင်းမေ့ထားခြင်းဖြင့်သာလဲအခက်ခဲတစ်ခုကိုကျော်လွှားလိုက်ကြတာဖြစ်တယ်သူတော်ကောင်းတွေရဲ့အဆုံးအမမှာကြတော့ကိုယ်ပေါ်မှာအမျက်ဒေါသဖြင့်စော်ကားလာတဲ့ပုဂ္ဂိုလ်တုံ့ပြန်ပြီးအမျက်မထွက်တာကိုပဲကုဋ္ဌံအပတိကုဋ္ဌံတော်သင်္ကမံဇေတိဒုစယံအောင်နိုင်ခဲ့တဲ့စစ်ပွဲကြီးတစ်ခုကိုအောင်နိုင်သူအဖြစ်ဂုဏ်ယူဝင်ကြွားသူတော်ကောင်းများကပြောကြလေရှိတော်လဲလောကလူအများစုကတော့ကလေးစားချိန်လိုက်ရမှသူရဲကောင်းလို့ထင်နေကြတယ်ဒါဟာဓမ္မလမ်းကြောင်းကကြည့်လိုက်လို့ရှင်အလွဲကြီးလွဲနေတယ်ဆိုတာထင်ရှားစေတယ်ပေါ့နော်မြတ်စွာဘုရားကအနိုင်ယူနည်းကို
ရှင်းပြတဲ့အခါမှာအကောဒေနစိနေကောတံကိုယ်ပေါ်မှာဒေါသအမျက်ထွက်ပြီးတော့နှိပ်စက်တဲ့ပုဂ္ဂိုလ်မိမိကဒေါသအမျက်မထွက်တိခဏ်ချင်းလက်နဲ့ဖြင့်သာလင်အနိုင်ယူရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာအဲ့ဒါမှသာလင်သူတော်ကောင်းရဲ့လမ်းစဉ်အစစ်ဖြစ်တယ်အာလဝကပိတုကြီးနဲ့တွေ့တဲ့အခါမှာအာလဝကပိတုကြီးဟာမြတ်စွာဘုရားအပေါ်မှာအမျက်ဒေါသချောင်းချောင်းထွက်ပြီးသူ့ကိုခွင့်မပန်မဲနဲ့သူ့ဗိမာန်နဲ့လာနေတာစော်ကားခြင်းတစ်မျိုးပဲဆိုပြီးအလွန်ကိုဒေါသထွက်လို့ရှိသမျှလက်နဲ့တွေအသုံးချပြီးတော့မြတ်စွာဘုရားကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်ပေါ့ဘယ်လိုပဲတိုက်ခိုက်မြတ်စွာဘုရားဟာမေတ္တာဆိုတဲ့လက်နဲ့တိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတဲ့မတုတ်ပြန်မဲနဲ့မေတ္တာဆိုတဲ့အငြိမ့်ဓာတ်ခန္တီဆိုတဲ့အငြိမ့်ဓာတ်နဲ့ပဲအာလဝကပိလူကြီးကိုတိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတဲ့အငြိမ့်ဓာတ်တွေပို့လွှတ်ခြင်းဖြင့်သူ့ရဲ့အမျက်ဒေါသလျော့ပါတော့အောင်ဆောင်ရွက်တော်မူခဲ့တာဖြစ်အဲ့ဒီနေရာမှာအစွမ်းတကူကိုသုံးချတာမျိုးမဟုတ်ဘဲနဲ့နှလုံးသားထဲမှာရှိတဲ့အကျဉ်းနာတရားနဲ့မေတ္တာတရားကိုအသုံးချခဲ့တာဒါဖြစ်တယ်ပေါ့ထို့တူပဲအရက်ကိုမောင်းတိုက်ပြီးတော့ဘုရားနဲ့တန်ခါးလေးဆွမ်းခံကြွလာတဲ့လမ်းချင်းလေးမှာမြတ်စွာဘုရားကိုထိုးတတ်ဖို့ဆိုတဲ့စီမံချက်နဲ့နာလဂိရိဆင်ကြီးကိုလွတ်တော်ကလည်းပဲတရိစ္ဆာန်မင်းဖြစ်နေကြစားမြတ်စွာဘုရားရဲ့ဩဒိတမေတ္တာဖြင့်ဆင်ကြီးရဲ့နှလုံးသားကိုမေတ္တာဓာတ်နဲ့ဖြန့်ကျက်လိုက်တဲ့အခါမှာအလွန်ရိုင်းပြတဲ့ဆင်ကြီးဟာမေတ္တာနှလုံးသားမေတ္တာဓာတ်နှလုံးသားထဲဝင်ရောက်လိုက်တာနဲ့တပြိုင်နက်အမိကုတ်ပြီးမြတ်စွာဘုရားရှေ့မှာပစစ်တုပ်ပြီးအယုသေးပေးတဲ့အဆင့်ကိုရောက်တာဒီနေရာမှာလည်းမြတ်စွာဘုရားဟာမေတ္တာရဲ့အစွမ်းတကူခန္တီရဲ့အစွမ်းတကူဝသာသုံးချတာဖြစ်ပြီးအနိုင်ယူတဲ့အစွမ်းတကူမျိုးကိုသုံးချတာမဟုတ်ဘူးတိခဏ်ချင်းခွင့်လွှတ်ခြင်းဟာမေတ္တာမှအစွမ်းထက်တယ်ဆိုတာကိုမြတ်စွာဘုရားကသက်သေပြခြင်းပဲဖြစ်တယ်နော်မိမိကိုယ်တိုင်จิตသုံးခဲ့တဲ့တရားဓမ္မကိုပဲတရားတွေကိုဟောပြောတဲ့အခါမှာနာဟိဝေရေနဝေရာနိတမန္တိထခုဒသနံဒီလောကမှာလက်စားချေတုံ့ပြန်ကလေးစားချေခြင်းဖြင့်တူတယောက်ရဲ့ရံညှိုးကိုဘယ်တော့မှငြိမ်းအောင်လုပ်နိုင်မှာမဟုတ်ဘူးအဝေရေနသတမန္တိကလေးစားမချေပဲခွင့်လွှတ်ခြင်းတိခဏ်ခြင်းဆိုတဲ့မေတ္တာဓာတ်ဖြစ်လာလဲတစ်ဖက်သားရဲ့ဒေါသကိုပြေငြိမ်းစေနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားဟာရှင်းရှင်းလင်းလင်းကြီးပွင့်ပွင့်လင်းလင်းတရားတွေကိုအသိဉာဏ်ပေးခဲ့တာဖြစ်တယ်ဒီလိုမေတ္တာခန္တီအငြိမ့်တတ်တဲ့တစ်ဖက်သားရဲ့ယံမီးကိုငြိမ့်အောင်ညှိမ့်တတ်ခြင်းဟာခဏိခေတ်မှာပေါ်လာတဲ့ခေတ်ပေါ်တရားမဟုတ်ဘူးဧတဓမ္မောတဏံတနောတဏံဆိုတာရှေးရခင်ကလေးကရှေးရခင်ကလေးကဆိုတာသဘာဝအတိုင်းရှိနေတဲ့နေချာလို့ပြောတာပေါ့နော်သဘာဝအတိုင်းဆိုတာမီးလောင်နေရေနဲ့ငြိမ့်တတ်တယ်အပူကိုအေးအောင်လုပ်တယ်ဒါတွေကသဘာဝတွေပဲမီးကိုရေနဲ့ငြိမ့်တာလို့မီးဟာရေကိုလောင်တယ်လို့ဘယ်တော့မှမရှိဘူးရေပြင်ရောက်သွားလို့ရှိရင်မီးဟာငြိမ့်စမြဲပဲထို့တူပဲတစ်ဖက်သားရဲ့အမျက်ဒေါသဟာ
မေတ္တာဆိုတဲ့ရေစင်ရေအေးနဲ့တွေးလိုက်တဲ့အခါငြိမ်းသွားစမြဲပဲလို့လောကသဘာဝထုံးစံကိုမြတ်စွာဘုရားဟာဟောကြားတာဖြစ်လို့ဧတဓမ္မောတဏ္ဍနောဒေါသအမျက်ကိုမေတ္တာရေစင်ဖြင့်ငြိမ်းသက်ခြင်းဆိုတာဟာလောကမှာသဘာဝတရားတစ်ခုပါပဲလို့ဒီလိုဟောတာနော်ရှေးတုန်းကတည်းကဖြစ်ပေါ်လာတဲ့မူလလက်ဟောင်းသဘာဝတရားကြီးတာဖြစ်တယ်အဲ့ဒီဓမ္မရတ္တကိုမှတ်မိအောင်မှတ်ထားတစုံတစ်ယောက်ကကိုယ့်ကိုရံပြုတ်လာတယ်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့ကလေးစားခြေဖို့မစင်စားပဲထိုပုဂ္ဂိုလ်ကိုမေတ္တာဓာတ်ပြန့်လွှတ်ခြင်းမေတ္တာဓာတ်ဖြန့်ကျက်ခြင်းတိခံခြင်းအပြုံးမပြတ်နေထိုင်ခြင်းဖြစ်လာလဲအကောင်းဆုံးတုံ့ပြန်မှုလုပ်ရမယ်လို့ဒီဟာကိုသင်္ကန်းစာပေးတာပဲဖြစ်တယ်ပေါ့လောကလူတွေကတော့ဒါကိုရှုံးကြီးရှုံးတယ်လို့တွက်ကြတယ်နော်သူတော်ကောင်းတွေကတော့ဒါဟာအနိုင်ယူခြင်းပဲလို့တကယ်ကိုအောင်နိုင်တဲ့စစ်ပွဲကြီးကိုအောင်ခဲ့တဲ့တကယ်အောင်ပွဲရသူရဲ့ကောင်းကြီးပဲလို့ဒီလိုအသိမှတ်ပြုတယ်အဲ့တော့လောကလူသားတွေရဲ့အမြင်နဲ့သူတော်စင်သူတော်မြတ်တို့ရဲ့အမြင်ဟာအလုံးကိုကွာခြားတယ်သူတော်ကောင်းတရားနဲ့မသူတော်တို့ရဲ့တရားဆိုတာမိုးနဲ့မြေကြီးလို့ကွာခြားတယ်ပင်နဲ့သမုဒ္ဒရာကြီးဟိုဘက်ကန်းဒီဘက်ကန်းလို့အလှမ်းဝေးတယ်သူတော်ကောင်းတရားနဲ့မသူတော်တို့ရဲ့လမ်းစဉ်ဆိုတာအလွန်ကိုဝေးกว่าတယ်ဒါကြောင့်မို့အများစုကတော့သူတစ်ချက်ခောက်ရင်ငါနှစ်ချက်ခောက်သူကဒုံးနဲ့ရရင်ငါကဓာတ်နဲ့ခုံသူကဓာတ်နဲ့ခုံရင်ငါသနတ်နဲ့ပြစ်မယ်ဆိုတဲ့တဆင့်ပိုးတဲ့ရံညိုးကိုကလေးစားနဲ့ခြေဖို့လောက်ပဲစဉ်းစားကြတာအဲ့ဒါမှသူရဲကောင်းလို့ထင်ကြတယ်ပေါ့အေးသူတော်ကောင်းဖြစ်သွားပြီဆိုရင်အဲ့ဒီအတွေ့ဟာပြောင်းပြန်ဖြစ်သွားတယ်တိခဏ်ချင်းခွင့်လို့ချင်းသည်သာလဲတကယ်အစစ်အမှန်ဘလို့နိုင်ရတော့ဆိုရင်စဉ်းစားကြည့်လူတယောက်ကကိုယ်ကိုလာဆဲတယ်ဆဲတာကိုခန္တီဆိုတဲ့အပြုံးမပြတ်တဲ့ခိုင်မာတဲ့စိတ်နဲ့သူ့အပေါ်မှာပြန်ဆဲလို့တဲ့ဒေါသကိုထိမ့်ချုပ်ထားလိုက်ပြီထိမ့်ချုပ်ထားလိုက်တယ်ထိမ့်ချုပ်ထားလိုက်တဲ့အခါမှာကိုယ်လာဆဲတဲ့ပုဂ္ဂိုလ်ကလည်းတုံ့ပြန်ဆဲတာမရသည့်အတွက်ကြောင့်သူ့ဘာသူလေတံပြော့ပြီးတော့ရောချသွားတယ်ဆဲခြင်းကြောင့်အပြစ်တစ်ခုကိုခံစားရမယ်ဥပမာပဲဆဲတဲ့အကုသိုလ်ကြောင့်အပင်ငယ်ရောက်မယ်ဆိုရင်သူပဲရောက်မယ်တိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတဲ့ခန္တီတရားကိုလက်ခံသုံးတဲ့ပုဂ္ဂိုလ်ကတော့နတ်ပြည်ရောက်မယ်ဆဲတဲ့လူကငရဲကြတုံ့ပြန်ဆဲခြင်းမရှိတိခဏ်တဲ့ပုဂ္ဂိုလ်ကနတ်ပြည်ရောက်ဆိုတော့ဘယ်သူကနိုင်လိုက်တယ်လို့ပြောမလဲတိခဏ်တဲ့ပုဂ္ဂိုလ်ကနိုင်တယ်လို့ပဲပြောရမှာပဲဒါအလွန်ထင်ရှားတယ်နော်အဲ့ဒီနီးနဲ့နိုင်တာကိုလူတွေကမအောင်ýနိုင်ဘူးသူဆဲရင်ငါဆဲမယ်ဆိုတော့သူလည်းငရဲကြကိုလည်းငရဲကြနော်နှစ်ယောက်စလုံးအဲ့ဒီမှာငရဲမှာသူကြကိုကြဆိုတဲ့ပုံစံမျိုးပဲဖြစ်အဲ့ဒါလို့မဖြစ်အောင်ကိုယ်ဆင်ញင်သုံးသပ်ပြီးမြတ်စွာဘုရားဟောကြားတဲ့ဓမ္မရတ္တရင်နဲ့ရောက်အောင်နှလုံးသွင်းပြီးတော့ကိုယ့်ရဲ့တိခဏ်နိုင်စွမ်းကိုမြင့်တင်ပေးကြရမှာဖြစ်တယ်။ကောင်းတဲ့အရာဆိုတာအလေးချင်းလုပ်ရမှာအလေးချင်းမလုပ်ရင်မရဘူးနော်။အလေးချင်းလုပ်မှရတယ်။လေ့ကျင့်ပေးမှရတဲ့အရာဖြစ်တယ်။မကောင်းတဲ့အရာကလေ့ကျင့်စရာမလိုဘူး။သူ့ဘာသူအလွယ်တကူဖြစ်ပေါ်လာတတ်တယ်။ဒါကြောင့်မို့ဒီကျင့်စဉ်လေးကိုလေ့ကျင့်ပေးရမှာဖြစ်တယ်။နာဟိဝေရေနဝေရာနိတမန္တိထခုဒသနံလောကကြီးမှာကလစားခြေခြင်းဖြင့်ရံညှိုးဆိုတာပျောက်ကင်းသွားတာဆိုတာဘယ်သောအခါမှမရှိဘူးတဲ့
အဝိရေနသတမန္တိမတုံမပြန်သိခံမေတ္တာထားခြင်းဖြင့်သာလေရန်ညှိုးဆိုတာငြိမ့်သွားမှာဖြစ်တယ်ဒါဟာသဘာဝတရားပဲအစစ်အမှန်လောကမှာဖြစ်ပေါ်နေတဲ့သဘာဝတရားကြီးအစစ်ပဲလို့မြတ်စွာဘုရားကဒီလိုဟောတာနော်ဒီနေရာမှာလူတွေရဲ့ယင်ထဲကအမုန်းတရားကိုအခြေခံပြီးတော့ရန်ညှိုးဆိုတာဖြစ်ပေါ်လာဘယ်ဒေသနာမှာပဲဖြစ်ဖြစ်မြတ်စွာဘုရားဟာအဲ့ဒီရန်ညှိုးကိုရန်နဲ့တုံ့ရမယ်လို့ဘယ်တော့မှမဟောဘူးမတုံနဲ့ခွင့်လွှတ်ခြင်းသိခံခြင်းဖြစ်နေရမယ်ဆိုတာဟာသူတော်သူမြတ်တို့ရဲ့လမ်းစဉ်ပဲအဲ့ဒီမှာဒီဇလံဖြစ်ပေါ်လာပုံလေးကိုမြတ်စွာဘုရားကလက်တွေ့ကြကြဟောပြတာကတော့ဇလံလေးတစ်ခုအကျဉ်းချုပ်ပြောရမယ်ဆိုလို့ရှိရင်လူတွေရဲ့သဘာဝဟာမခံခြင်းစိတ်နဲ့တစ်ဖက်သားကကိုယ့်ကိုဒုက္ခရောက်အောင်လုပ်ရင်ပြန်ပြီးတော့လုပ်ရမှရှင်းတတ်တယ်လုပ်ရမှရှင်းတတ်တဲ့အခါကျတော့သူလုပ်ကိုလုပ်အတုံးအလှဲ့တွေဖြစ်ပြီးတော့နှစ်ယောက်စလုံးဒုက္ခရောက်ကြ